ကြီးကန်းလို့ပြောလိုက်ရင်ကျွန်တော်တို့ပတ်ဝန်းကျင်မှာအတွေ့အများဆုံးငှက်တွေကတစ်မျိုးပါလူအတော်များများကသူတို့ကိုအမဲရောင်ရှိလို့နိမိတ်မကောင်းဘူးလို့ထင်တတ်ကြပေမဲ့တကယ်တော့ကြီးကန်းတွေဟာတိရစ္ဆာန်လောကမှာဉာဏ်ကောင်းဆုံးနဲ့စီးလုံးမှုအရှိဆုံးသတ္တဝါတွေထဲမှာပါဝင်နေတာကိုတင်သိပါသလားကြီးကန်းတွေရဲ့အားသာဆုံးအချက်ကတော့သူတို့ရဲ့စီးလုံးမှုပါပဲကြီးကန်းတစ်ကောင်ကိုရန်သူကတိုက်ခိုက်ရင်ကြံတဲ့ကြီးကန်းတွေကအဝေးကနေဝိုင်းဝန်းကူညီတတ်ကြပါတယ်ဒါကိုမိုးဘင်းလို့ခေါ်ပါတယ်ကြီးကန်းတွေဟာမိသားစုဝင်အချင်းချင်းအရန်ခင်မင်ကြပါတယ်အတိုက်အသစ်ဆောက်တဲ့အခါမှာတော့အရင်နှစ်ကမွေးထားတဲ့တားကြီးသမီးကြီးတွေကသူတို့ရဲ့ညီကိုမောင်နှမအငယ်လေးတွေကိုပြုစုဆောင်ရှောက်ဖို့မိဘတွေကိုကူညီပေးလေးရှိပါတယ်သူတို့ရဲ့အုံနောက်ဟာခန္ဓာကိုယ်နဲ့ရှင်ရင်တော်တော်လေးကြီးမားပါတယ်ကြီးကန်းတွေဟာလူမျက်နှာကိုမှတ်မိနိုင်တယ်လို့သူတို့ကိုရံမှုတဲ့သူကိုလည်းနှစ်ပေါင်းများစွာထိရံမျိုးထားမှတ်မိနေတတ်ကြပါတယ်အခုလူအတော်များများသိကျင်နေကြတဲ့ကြီးကန်းတွေရဲ့မိတ်လိုက်ခြင်းအပိုင်းကိုရောက်လာပါပြီကြီးကန်းတွေဟာမိတ်လိုက်တဲ့အခါမှာအလွန်လျှို့ဝှက်တက်ကြတာကြောင့်လူမြင်ရခဲ့ပါတယ်ကြီးကန်းတွေဟာတလင်တမယာစနစ်ကိုကျင့်သုံးပါတယ်တခါမိတ်ဖက်ရွေးချယ်ပြီးရင်တေတဖန်တက်တဆုံးအတူတူနေကြတာပါကြီးကန်းတွေဟာမိတ်လိုက်တဲ့အခါတခြားတိရစ္ဆာန်တွေလိုလူရှိသူရှိဒါမှမဟုတ်မြေပြင်မှာမိတ်လိုက်လေးမရှိပါဘူးသူတို့ဟာတစ်ပင်အမြင့်ကြီးတွေပေါ်ကတိတ်သေးတဲ့တကိုင်းတွေကြားမှာဒါမှမဟုတ်လူသူမနီးတဲ့တိတ်ဆိတ်တဲ့နေရာတွေကိုရွေးချယ်တတ်ကြပါတယ်ဒါဟာသူတို့ရဲ့တဘာဝဗီဇအရာအားနည်းချက်ဖြစ်နေမဲ့အချိန်မှာရန်သူတွေရဲ့ရန်ကနေကာကွယ်ဖို့အတွက်အလွန်လျှို့ဝှက်စွာပြုလုပ်ကြခြင်းဖြစ်ပါတယ်ဒါကြောင့်နောက်တစ်ခါကြီးကန်းတစ်ကောင်ကိုမြင်ရင်ဒါဟာငှက်အမဲရောင်လေးတစ်ကောင်ပဲလို့မတွေးလိုက်ပါနဲ့သူတို့ဟာအစင်းမြင့်တဲ့လူမှုရေးစနစ်ခိုင်မာတဲ့စီးလုံးမှုနဲ့လျှို့ဝှက်စမ်းကြဲတဲ့တဘာဝတွေကိုပိုင်ဆိုင်ထားတဲ့ကောင်းကင်ယံကဉာဏ်ကြီးရှင်တွေပဲဖြစ်ပါတယ်